အားလုံးမင်္ဂလာပါဒုတိယဝါလာရှင်အားလုံးကိုကြိုဆိုပါတယ်ရှစ်တစ်ပေါင်းချင်းကိုလေးပေါင်းချင်း73တုံးရှိဝါချင်းရှစ်ဖြစ်ပါတယ်ကိုလေးပေါင်းချင်း73ခွန်ပေါင်းချင်း20တုံးည5ပါးတုံးညဖြစ်ပါတယ်လေးခွန်ပေါင်းချင်း17ငါးပေါင်း6တစ်6ပါးချင်းတစ်ဖြစ်ပါတယ်ရှစ်ငါးပေါင်းကြီး73ကိုပေါင်း20နှစ်ခွန်ပေါင်းကြီးခွန်ထွက်ပါတယ်။တုံညာကိုပေါင်းကြီး9တစ်ပေါင်းကြီး10တုံညာ5ပေါင်းကြီးပါနော်။ဒီရစောနေတာပဲမနေ့ကတောင်းရှင်းနှစ်ခွန်ကြီးရရမှာနှစ်ခွန်ပြီးလိုက်ထွက်တော့ခဲ့။ကန်တရားပဲနော်။အားလုံးဒီညနောက်ဆုံးပိတ်ဟုတ်ကွယ်ပေါက်ကြပါစေ။